မြန်မာလည်းရေးစဉ်အမျိုးသမီးအသင်းဖြစ်တဲ့မြန်မာအသင်းနဲ့ဦးစားဘတ်ကာစတန်အသင်းတို့ရဲ့၃နိုင်ငံဗလာဖိတ်ခေါ်ပွဲပြိုင်ပွဲအတွက်ပွဲမစခင်၃သက်ချက်ကိုပြည့်စုံအောင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲပြည်သက်ကြီးများမင်္ဂလာပါခင်ဗျာယခုအချိန်မှာတော့မြန်မာလည်းရေးစဉ်အမျိုးသမီးအသင်းရဲ့၃နိုင်ငံဗလာဖိတ်ခေါ်ပွဲပြိုင်ပွဲအတွက်ကိုကြိုတင်ပြင်ဆင်လေ့ကျင့်ရေးတွေပြုလုပ်နေတဲ့ဦးစားဘတ်ကာစတန်အသင်းနဲ့မြန်မာအသင်းကတော့လေ့ကျင့်ရေးကွင်းမှာနေတိုင်းလိုလေ့ကျင့်ရေးတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ပထမနေရာမှာတော့ပထမအသင်းအနေနဲ့ကတော့မြန်မာအသင်းနဲ့ဦးစားဘတ်ကာစတန်အသင်းတို့တွေ့ဆုံကြမှာဖြစ်ပါတယ်။ဒုတိယနေရာမှာတော့ဦးစားဘတ်ကာစတန်အသင်းနဲ့ထိုင်းအသင်းတတိယနေရာမှာတော့မြန်မာအသင်းနဲ့ထိုင်းအသင်းတို့တွေ့ဆုံကြရမှာဖြစ်ပါတယ်။ဦးစားဘတ်ကာစတန်အသင်းနဲ့ထိုင်းအသင်းတို့နဲ့ရှင်မြန်ကစားဖို့အတွက်ကိုမြန်မာအသင်းဟာအပြင်းထန်လေ့ကျင့်နေတာကိုလည်းတွေ့မြင်ရပါပါ။ဦးစားဘတ်ကာစတန်အသင်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အရက်ပေကတော့မြန်မာတွေထက်ကိုအများကြီးတာလွန်နေတာကိုတွေ့မြင်ရပြီးတော့တိုက်စစ်ပိုင်းမှာအရန်ကောင်းတဲ့လူတွေအများကြီးပါဝင်နေတာဖြစ်ပါတယ်။ဦးစားဘတ်ကာစတန်အသင်းအနေနဲ့တိုက်စစ်ကိုမြန်မာတိုက်စစ်ကိုဘလို့တွေထိုးဖောက်မလဲဘလို့တွေကိုဝင်ရောက်ပြီးတော့အကဲဖြတ်မလဲဆိုတာကတော့စောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်လာမှာအသေးကြပါပဲမြန်မာအသင်းအနေနဲ့ဦးစားဘတ်ကာစတန်အသင်းကိုထိုးဖောက်နိုင်မလားဒါမှမဟုတ်ရင်ဘလို့တွေရုံထွက်သွားမလဲဆိုတာကတော့ကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာအောင်ပါဒီပြိုင်ပွဲစဉ်တွေအတွက်ကတော့နီးပြချုပ်အနေနဲ့ယူကီလဲပါဝင်တယ်လို့နောက်ထပ်ဂျပန်နီးပြတစ်ယောက်လဲပါဝင်အောင်မှာဖြစ်ပြီးတော့တာဝန်ယူသူကတော့၃ယောက်ဖြစ်နေမှာသိကြပါတယ်မြန်မာအသင်းအနေနဲ့ဦးစားဘတ်ကာစတန်အသင်းကိုနိုင်ကြီးကတော့80%လောက်ထိကိုရှိနေတာအသေးကြပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာအသင်းရဲ့လူဆုံနေတဲ့အနေအထားကိုတွေ့မြင်ရလို့ပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့အသင်းရဲ့ကောင်းမွန်တဲ့အနေအထားကိုရောက်ရှိနေတယ်လို့ပြောရမယ်အခြေအနေတည်းဖြစ်နေပါတယ်။မြန်မာအသင်းရဲ့ပွဲထွက်လူစင်းအနေနဲ့ကတော့ဂိုးသမားများအဖြစ်နဲ့ကတော့မျိုးမြတ်မြတ်ငိမ့်နောက်တဲ့အနေနဲ့ကတော့မိုးသွင်းမုံမြင့်ဖြူဖြူဝင်းစွန်းရဦးလင်းလက်ဦးကွင်းလက်နေထားမှာတော့နော်ထက်တက်ဝေးခင်မီမိုးထွန်းဖြူဖြူဝင်းကွင်းလက်အနေနဲ့ကတော့ရှေ့တန်းမှာတော့ယူပါခိုင်အနေနဲ့ဇင်မိုးပြေစန်းတော်တို့ပါဝင်မှာဖြစ်ပါတယ်ထို့အပြင်အသင်းတို့အားကိုးရတဲ့လင်းမြင့်မိုးမေထက်လူဖြူပွေးတို့အစရှိတဲ့ကစားသမားများလည်းပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်လူစီရင်အတိအကျကိုပြောရမယ်ဆိုရင်တော့နီးပြချုပ်အနေနဲ့မှာတော့ဂျပန်နီးပြ2ယောက်လည်းပါဝင်တယ်လို့နီးပြချုပ်နေရာမှာဒေါ်ဆန်းဆန်းသိန်းကိုသမားများအနေဖြင့်မျိုးမြတ်မြတ်ငိမ့်ဣဆနာဇောဇူလက်နဲ့တီတူစာအောင်တို့ပဲဖြစ်ပါတယ်အလဲတန်းကစားသမားများအနေနဲ့ကတော့ခင်မိုးမို့ထွန်းနော်ထက်တက်ဝေးဟင်မန်ဆိုးဝင်းဝင်းခင်မာလာထွန်းဝင်းစနာထွန်းနန်းဖြူဖြူတို့လင်းမြင့်မို့နန်းယုံဟိန်းတို့ပဲဖြစ်ပါတယ်အလဲတန်းကစားသမားများအနေနဲ့ကတော့တတ်ထားအောင်လှလှထွေးမေးသက်မုံမြင့်ဖြူဖြူဝင်းဇွန်ယူရဦးဖြူဖွေးလင်းလက်ဦးတန်တန်ွယ်ခင်မျိုးတန်နာထွန်းဆောင်းနေပွေးနတ်စနီမှာယူနိုင်ခင်မိုးဝင်းဝေမန်ဖြိုးတို့ပဲဖြစ်ပါတယ်ရှေ့တန်းကစားသမားများအနေနဲ့ကတော့စန်းတော်ယူပါခိုင်မြတ်နိုးခင်ရွှေထွန်းမေထက်လူစုစုကြီးဇင်မျိုးပြည့်တို့ပဲဖြစ်ပါတယ်ဒီပွဲစဉ်အနေထားမှာဆိုရင်တော့ဝင်းသိန်ကြီးထွန်းနဲ့ရုံးဝတီလိုင်တို့ကတော့ပွဲအနေထားမှာပါနိုင်ခြင်းမရှိတော့ပါဘူးကျမ်းမာရေးအခြေအနေကြောင့်ပွဲကိုခိတ္တခဏရပ်နားရမှာဖြစ်ပါတယ်အသင်းကိုလက်ရှိဥဆောင်မဲ့အနေထားကတော့မေထက်လူပဲဖြစ်ပါတယ်သူ့ရဲ့ကျောင်းနံပါတ်ကတော့နံပါတ်ခွင်ကိုဝစ်စင်ကစားမှာဖြစ်ပါတယ်တေချာတာတခုကတော့ကျွန်တော်တို့အနေနဲ့မြန်မာအသင်းကအနိုင်ရရှိမှုဆိုတာလုံးဝကိုအသေးကြပါပဲပွဲစဉ်တွေကိုတော့ဇွန်လ3ရက်နေ့မှ9ရက်နေ့အထိကိုရန်ကုန်မြို့သုဝဏကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်မြန်မာအသင်းအနေနဲ့လည်းအသင်းလိုက်စူးစီးမှုအားကောင်းစွာနဲ့ပဲပြိုင်ပွဲကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပါတယ်မြန်မာလက်ရည်စင်အမျိုးသမီးအသင်းအနေနဲ့ဒီပြိုင်ပွဲမှာအောင်မြင်မှုတွေရရှိပါစေကြောင်းကိုဆုမွန်ကောင်းတောင်းရင်းနဲ့ပဲဒီနေ့အတွက်ကိုဒီ3သက်ချက်လေးကဒီလောက်နဲ့ပဲပြီးဆုံးပါပြီနောက်တဲ့ဗီဒီယိုသစ်တွေနဲ့ပြန်လာမှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်